ကဲတော့စားစားတိုင်းလည်းရပြီဟဲ့သွဲမလိုက်နဲ့ကဲဒီနေ့ကတော့တနင်္ဂနွေနေ့ဆိုတော့အေးဆေးပဲပြန်ပြီးတော့နားတော့မယ်ဟမ်ဘာလေးစားပြန်ပြီဒေါ်လေးဘာလဲဒေါ်လေးကအဲ့မဲ့ဆိုင်ငယ်ကိုဒေါ်လေးဆိုင်ငယ်လေးကိုပြရင်လည်းအဲ့ဒါဒေါ်လေးကဝေးလို့မို့လို့အဲ့ဒါမင်းကိုပေးလိုက်ချင်းနဲ့ဆိုင်ငယ်လေးကိုကြပြားလေးလည်းတက်ခဲ့အောင်ဆိုင်ငယ်လေးလည်းတစ်ချက်ကိုဆိုင်ငယ်ဆိုင်ကိုထိခဲ့အောင်ဒေါ်လေးကမသွားနိုင်ဘူးကျွန်တော်ဆိုင်ငယ်ပါတယ်ဆိုင်ငယ်နှစ်စီးဘယ်လိုမအောင်ဩမင်းဆိုင်ငယ်ဒေါ်လေးကိုခဏခါခဲ့ဗောတရက်လောက်ဒေါ်လေးကစားပြန်ပြီဒေါ်လေးဆိုင်ငယ်နဲ့ပြန်ညာမင်းစီးခဲ့လေကွယ်ကဲပြီးရောလားဆိုလဲโอเคအခုကဘာလုပ်ပေးရမှာအဲ့ဆိုင်ငယ်ယူသွားလေဒေါ်လေးဆိုင်ငယ်ကိုယူသွားပြီးတော့ဟိုမှာနံပါတ်ပြားတွေပါထုတ်ကမယ်နံပါတ်ပြားတွေပါထုတ်ဆိုင်ငယ်လေးကိုလည်းဘာညာတတကာလေးကိုကြည့်လိုတာတွေဖြစ်ဟေးအဲ့ဒါပြီးရင်နောက်နေ့ပြန်ယူလာနောက်နေ့ကျရင်အလုပ်ပြန်လာယူရတယ်โอเคလုပ်ပေးမယ်အေးပဲနော်နေ့ကတနင်္ဂနွေနေ့ပါဒီမှာဒေါ်လေးကအလုပ်လာပေးနေစားနေဆိုတော့အဲ့လိုပဲလေဒေါ်လေးကလူရှိလို့ပါမြန်မာနိုင်ငံသားချင်းမို့လို့လားကဲရောက်တော့မှတော့အားဆိုဗမာထားဒီမှာတော့ပေးပါလေကွယ်ဒေါ်လေးကဟဲ့လုပ်ပေးပါမယ်ကိုဒေါ်လေးပဲမြန်မာနိုင်ငံသားချင်းချင်းမဟုတ်လားအေးပေါ်ဟာတို့ကမောင်နှမတွေပဲလေသူ့ကြီးတော့လို့သူ့ကြီးအေးသူ့ကြီးတွေလေတော့ဘယ်ဟာရောက်လာတော့ကွယ်ညောဆိုင်ငယ်ပြေးမောင်းနော်အေးပါကွယ်ရောဘာမဖြစ်စေနဲ့နော်အေးပါဟဲ့ညောဆိုင်ငယ်ဒီချိန်မှထားရမှာမဟုတ်ဘူးဒီမှာထားတယ်ဟိုမက်တင်ကိုခိုင်းချင်းမှာထားအမှသွားယူပါအေးပဲလိုက်မယ်လေဒီဆိုင်ငယ်ဒီမှာထားတယ်ဟိုဘွားကြီးဆိုင်ချင်းမှာစောင့်အေးတော့မောင်းမိလာခဲ့အေးဒေါ်လေးဆိုင်ငယ်မှတ်မိရမလားကဲကြော်ကြီးဒေါ်လေးကဒုက္ခတွေပေးပြန်သူဆိုင်ငယ်ကြီးသွားလုပ်ပေးရအောင်ချမ်းဗါလေမင်းကဘီးလေးထိုးဖို့တော့ပဲချောင်းအောင်နေဘီးလေးကတို့ကမထိုးတတ်ဘူးဘီးလေးထိုးတတ်တာဆိုလို့ဒီမင်းတယောက်ပဲရှိတယ်ဆိုင်ဖွင့်ထားတယ်နေထိုးလို့ဖြူကာပြီးတော့အဲကွန်းဖွင့်ထားတာအဲအောင်ဖွင့်ထားကဲဒေါ်လေးလားရောတော့ဒါစမကီးနော်ဘာလှဲကိုဖွင့်မလို့ဒေါ်လေးဒီတိုင်းတော့သွားလှဲကြည့်လိုက်အမလေးအေးရလားလှဲရလားမရဘူးလားအဲ့ဒါဒီလိုလားဖိပြီးတော့လှဲရောတော့တော့ယူသွားပြီးလှဲတော့ဘာဒီတိုင်းပဲကင်တာလှဲဖိရှေ့ကိုတွန်းဖိနောက်တစ်ထက်လဲအောင်အဲ့မီးပွင့်သွားပြီအဲ့နော်ဟဲ့ဆွဲမလိုက်နဲ့ဖိတွန်းသွားတာဘာတော့ကြာပေါ်ရဲ့ဒီမှာနော်ဒါဆိုဒီမှာသွားလို့ရရင်နော်ဒီမှာဒါအနောက်ကိုတစ်ဆင်းလှည့်လိုက်ရင်ခလုံးနေလိုက်ပွင့်သွားပြီပြည့်ပဲဒီမှာချိတ်အမှလေးအဲ့ဒါထည့်အဲ့ဒါလေးတော့ဒါဇရာရှုပ်တယ်ဒါလေးတော့ထည့်တော့ဒီမှာထည့်တော့ဒီမှာထည့်မှာကြားရင်မျိုးအေးကဲရပြီကဲခွာမယ်နော်ခွာမယ်ခွာမယ်တော့ပွင့်အောင်လေဖိတွန်းဖိလဲကျိုးပုံမယ်အကုန်လုံးရပြီနော်စက်ကဟိုဘရိတ်ညှစ်ပြီးမှနှိုးရတယ်ဘယ်ဘရိတ်လားအေးဒီဘက်ညှစ်လဲရတယ်ခြေထောက်နဲ့မဟုတ်နော်ရောင်ပြီးတော့ခြေထောက်ဘရိတ်ကနေနဲ့လက်ဘရိတ်တွေဟိုကောမညှစ်နဲ့နော်ရှေ့ဘရိတ်ကြီးတော့ပုံနေโอเคတော်ဒီနေ့ကတော့ဒီဆိုင်ငယ်နဲ့ဆိုင်ကမှာလည်းမကြီးရွက်စီဆိုင်ငယ်မှာမကြီးရွက်ပဲမကြီးပြင်နေတော့ခူတာတယ်သွားစို့The next day ကဲဒီနေ့တော့အဲ့ဒေါ်လေးဒုက္ခပေးထားတဲ့သူဆိုင်ငယ်ကိုတွားလုပ်မှာဖြစ်ပါတယ်ဒီနေ့တော့ဆိုင်ငယ်တိုင်းတွားပြီးသူဆိုင်ငယ်စုပ်ကြီးကိုတွားလုပ်ပေးမှာဖြစ်ပါတယ်ညီလေးလည်းပါပါတယ်ဆက်ခါဝင်ပါတယ်တောင်းနေတယ်ဒေါ်လေးဟာလုပ်လို့ပြောအဲ့ဒါဒီကြောင့်လားเหตุการณ์นี้มันไม่ตรงสักเท่าไหร่มันเอียง
ใช่หน้ามันปิดอยู่นิดนึงแล้วก็ใส่ป้ายทะเบียนให้ด้วยนะป้ายทะเบียนขาวของเขาอ่ะมาแล้วของคันเลย ป้ายขาวใช่ไหม ป้ายขาวมาแล้ว ได้ครับ ครับ แล้วก็คันนี้หน้ามันปิดอยู่นิดนึงแล้วก็แต่ให้มันตรงนิดนึงได้ไหมครับ เดี๋ยวผมดูนั่นให้นะเดี๋ยวครับ ဒါလေးကပြောင်းလို့မရဘူးပေါ့နော်ဆိုင်ငယ်လိုက်စီတက်တန်းလို့တဲ့ခါကျရင်ဒီကဘာမှရမှာနော်အဲ့ဒါလေးသိချာသိနာပြီပါ သူကဒေါ်လေးကိုပြောမှာ တော်လေးကိုပြောမှာ ဟုတ်ပြီကဲတော့စားစားတိုင်းလည်းရပြီအကုန်လုံးနော်စိတ်ပူကြမလို့တော့စိတ်ပူနေနေ ပြီးပြီဒုက္ခတွေဒုက္ခလို့ကင်လို့အေးမခိုင်းရတယ်သေချာပြင်ခဲ့တယ်အခုစစ်ဆေးလာတော့တဲ့တယ်ရော့ဒီမှာတော့ ကျေးဇူးပါကွာ ကိုယ်ဟာတွေပေးလိုက်သေးတယ် ဟာရီတို့ စားစားတန်းနေရပြီ ဟာထိုင်ဘူးစားရတော့ ဟိုကနံပါတ်ပြားလဲတက်ပြီးသွားပြီနော် အေးကျွန်တော်ဒီမဲ့ ဟိုကဒီမှာဒါဆိုင်ငယ်ရဲ့ပကံဆိုင်ငယ်ပကံဒါဟိုဟာဒါရဲဖင်းပြဘူးဟာနော်ဒါကကြတော့အမကန်နော်ဒါလိုင်စင်နော်ကဲဟုတ်ပြီနော်ရပြီနော် အေးနည်းနည်းဖဲအောင် ဟိုကမတ်တင်အရှိမှပဲရက်ထားတယ်ဟုတ်ပြီလား အေး ဒေါ်လင်းကသူ့ဆိုင်ငယ်လုပ်ပြီးလို့ဆိုင်ငယ်ကုန်းလေးကိုဖွင့်ကြည့်လိုက်တဲ့အဲ့ဒါသူ surprise တိုက်ထားတယ်ဘာလဲမသိဘူးဟိုကြောင့်မွေထဲတိုင်းတော့ပြင်ထပ်ပေါအောင်ဟာဘာလဲလောက်တာဒီမှာလည်းခုမှပြန်ကြည့်ရအော်စီထည့်ပေးလိုက်တာပဲဟဲ့စီထည့်ပေးလိုက်တာပဲစားဖို့ဟဲ့နော်ကျေးဇူးတင်ပါတယ်ဒေါ်လေး